မင်္ဂလာပါခင်ဗျာအခုကျွန်တော်ပို့ချပေးမယ့်သင်ခန်းစာကတော့ octave တွေလို့ခေါ်ပါတယ် octave တွေအကြောင်းဖြစ်ပါတယ် OCTAVE 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 ဆိုတာဘာလဲ keyboard ပေါ်မှာ octave ဆိုတာက keyboard ပေါ်မှာခလုတ်၈ခုအတန်၈တန်ရဲ့အကွာအဝေးကိုဆိုလိုခြင်းဖြစ်ပါတယ်ဥပမာ C ကနေနောက် C တစ်ခုအထိကိုကျွန်တော်တို့ကခလုတ်တွေရည်တွက်ကြည့်မယ်ဆိုလို့ရှိရင်1 2 3 4 5 6 7 8နော်ခလုတ်၈ခုကြားกว่าဝေးသို့မဟုတ်ခလုတ်၈ခုမြောက်ကိုကျွန်တော်တို့က octave လို့ခေါ်ပါတယ်အနှိမ့် C ရပြီးတော့မှအမြင့်နောက်ထပ် C တစ်ခုအထိကိုခလုတ်၈ခုกว่าပါတယ်ဒီ C ကနေနောက် C တစ်ခုဒီกว่าဝေးကိုကျွန်တော်တို့က octave လို့ခေါ်ပါတယ်ထိုနည်းတူစွာပဲနောက် D ကနေပြီးတော့မှနောက်ထပ် D တစ်ခုအထိကိုအကွာဝေးရလဲခလုတ်၈ခုกว่าနေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ရည်ကြည့်အောင် D ကစမယ်1 2 3 4 5 6 7 8နောက် D အထိနော်အဲ့ဒါကိုလဲ D to D ကလဲD ကနေနောက်ထပ် D တစ်ခုအထိကလဲ octave လို့ခေါ်ပါတယ် octave ပဲဖြစ်ပါတယ်နောက်ထပ် E ကနေနောက် E ကိုရည်ကြည့်မယ်ဆိုရင်1 2 3 4 5 6 7 8နော်1 octave အကွာအဝေးဖြစ်ပါတယ် F ကနေနောက် F တစ်ခုကိုရည်ကြည့်မယ်ဆိုလို့ရှိရင်လည်း1 2 3 4 5 6 7 8 F to F ကလည်း1 octave အကွာအဝေးဖြစ်ပါတယ် G to G ကလည်းထိုနည်းတူစွာ1 2 3 4 5 6 7 8 G to G ကလည်း1 octave กว่าဝေးဖြစ်ပါတယ် A to A ကလည်း1 2 3 4 5 6 7 8 1 octave กว่าဝေးဖြစ်ပါတယ် B to B ကလည်း1 2 3 4 5 6 7 8နော် octave တခုกว่าဝေးဖြစ်ပါတယ်နောက် C to C အဲ့တော့ C to C D to D E to E F to F G to G A to A B to B C to C အကုန်လုံးက1 octave กว่าဝေးတွေဖြစ်ပါတယ်